ကိုယ်တိုင်မသွားတတ်ပေမဲ့နေရာတိုင်းကိုရောက်နိုင်တဲ့အရာကပါလဲစာငွေတစိမ့်ကောင်းရေအဖြေတစိမ့်ကောင်းအမြဲတမ်းရှေ့ကိုပဲကြည့်နေရပေမဲ့နောက်ကိုလှည့်မကြည့်နိုင်တဲ့အရာကပါလဲကာမီနာယီမှန်မီးပွိုင်အဖြေကာမီအယောင်ပြောင်းလဲတတ်တဲ့အမြဲတမ်းပြန်တန်းနေတဲ့အရာကပါလဲလေးတိမ်ငှက်လိပ်ပြာအဖြေတိမ်မီးထဲရောက်ရင်ပျောက်သွားပြီးရေထဲရောက်ရင်ရှင်သန်တဲ့အရာကပါလဲစာတကြားရေခဲစက္ကူ